မဖွင့်ခင်တည်းကလူတိုင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ရန်ကုန်မြို့ရဲ့ပထမဦးဆုံးလှိုင်ကူပုံကြီးစောက်ထားတဲ့ဂူထဲမှာနောက်ဆုံးတော့ကျွန်မဂူသွားအောင်နိုင်ခဲ့ပြီပေါ့နော်ဒါကတော့လှိုင်ကူထဲမှာရှိတဲ့သူတို့ပြင်ဆင်ထားတဲ့ဟာလေးပေါ့နော်ဒါကတော့အပင်ကြီးဒီနေရာလေးကိုတော့ကျွန်မအကြိုက်ဆုံးပဲပေါ့နော်ဒီနေရာလေးကိုတော့ကျွန်မကြိုက်တယ်အရန်လှတယ်ပေါ့နော်တရားလှိုင်ကူပုံကြီးရှိပါတယ်လှိုင်ကူရဲ့အထက်ထဲမှာဒါတော့ဝင်ချင်းတွေ့လဲရတဲ့ဟာပေါ့နော်ပြီးတော့ဒါရေတခွန်ပုံစံလောက်ထားတယ်ဒါကတော့လှေကားလေးပေါ့အဟုတ်အပေါ်ထက်ကိုတက်လို့ရပါတယ်လှေကားလေးနဲ့ပေါ်ထက်တက်လို့ရတယ်ဒါကအောက်ထက်မှာပေါ့နော်ဒါကအောက်ထက်မှာဒီဘက်ကဝင်ချင်းမှာဒီဘက်မှာအဲ့လိုမျိုးနေပုံစံပေါ့ကျမတော့aircon ရှိတဲ့နေရာကိုရွေးလိုက်ပါပြီဒါပေမဲ့ဂူထဲကိုဝင်လိုက်တာနဲ့အေးစိတ်နေရပါပဲရှင်တကယ်မှဂူထဲကိုဝင်လိုက်ရတယ်လို့ပါပဲဒါကတော့ကျွန်မ aircon ရှိတဲ့နေရာကိုကျွန်မယူလိုက်တာပေါ့နော်ကျွန်မအခုမုတ်မှာမယ်ပေါ့နော်ဒါကိတ်ကလေးပါချောကလက်ကိတ်နဲ့ကျွန်မမစ်ပေါ့နော်မစ်မှာလိုက်ပါတယ်မစ်ကလေးကလည်းအရသာကိုရှိနေတာဒါပေမဲ့သူတို့ရဲ့အစားအစာလေးတွေကတော့အလစ်တဲစီကြည့်ပါတယ်အလစ်တဲပေါ့နော်နည်းနည်းတော့စီကြည့်ပါတယ်ဒါပေမဲ့သူတို့ရဲ့အရသာနဲ့တော်တော်စားကောင်းတယ်ပေါ့နော်ကိတ်ကလေးဆိုလည်းအရန်စားကောင်းတယ်မစ်တီးဆိုလည်းမစ်တီးလေးဆိုလည်းအရန်ကောင်းတယ်ပေါ့နော်ဒါကတော့သူတို့ဒီအေးတစ်ခွက်မှလည်းအဲ့လိုကိတ်ကလေးတစ်ခုပြီးတယ်ဒါကတော့ဟိုကိတ်ကလေးရဲ့ချောကလက်ကိတ်ကတော့ကိုယ့်ကိုဝယ်ရတာနော်ဈေးလေးတွေကတော့တော်တော်နည်းနည်းလေးကြီးရပေါ့နော်အများတခြားနေရာနဲ့ဆိုင်တော့ဒီဇိုင်းကနည်းနည်းလေးအလစ်တဲပေါ့နော်အလစ်တဲလေးကြီးပါတယ်ဒါပေမဲ့အရသာကတော့တော်တော်ကောင်းတယ်ဒီဆိုင်ကိုရောက်ပြီဆိုရင်တော့သူတို့ဆိုင်မှာရောင်းတဲ့ကိတ်ကလေးကိုတော့ဝယ်စားသွားတော့တကယ်စားကောင်းလို့ပြောတာတကယ်ကောင်းတယ်အခုချောကလက်ကလေးကိတ်လေးဆိုရင်တော်တော်စားကောင်းတယ်ပေါ့နော်တော်တော်လေးကိုစားကောင်းတဲ့အထဲမှာပါပါတယ်ရှင်ကျမကတော်တော်များများဆိုအဲ့လိုကိတ်တွေတိတ်စားလေးမရှိဘူးဒါပေမဲ့ဒီဆိုင်ရကိတ်ကလေးကတော့တော်တော်စားကောင်းတယ်ပေးရတဲ့စီးနဲ့တော့မစိုးပေါ့နော်တန်တယ်ပေါ့ဒါကတော့အခုသူတို့ဆိုင်မှာအလှလောက်ထားတဲ့ဆိုင်လေးမှာကျမဒါဗီဒီယိုသွားရိုက်နေတာပေါ့နော်ဒါကအဲ့လိုနေလုံးကြီးပေါ့နေလုံးကြီးတကယ်မှနေလုံးထွက်လာတယ်လို့မျိုးသူတို့လုပ်ထားတာတကယ်ကြီးကောင်းတယ်ဒါသူတို့ဆိုင်မှာရတဲ့ကိတ်ကလေးတွေပေါ့ကိတ်ကလေးတွေကတော့တော်တော်စားကောင်းတယ်ဒီဆိုင်ကိုရောက်သွားပြီဆိုရင်တော့ဒီကိတ်ကလေးတွေတော့ဝယ်စားတင်တယ်လို့ကျမ recommend ပေးပါတယ်ရှင်ဒါတော့အခုဒါမဲလို့မှန်ပေါ့နော်ဒါမှန်ကနှစ်ချက်ရှိတယ်အပေါ်တစ်ခုအောက်တစ်ခုဒါဟိုစွမ်းနာအပေါ်ဒါအောက်ဒါကျွန်မအလှတပုံလေးအများရိုက်ခဲ့ပါတယ်ဒါကတော့အပေါ်ကမှန်ပေါ့ဒါကတော့မီးအိမ်လေးလေးရှိတယ်ဒါအပေါ်စီးကနေကျွန်မအရန်ဒါအပေါ်စီးကနေဒီအောက်ကိုကြည့်ရတဲ့ view ပေါ့ဒါအပေါ်ထက်ကိုတက်ပြီးတော့မှအောက်ကိုပြန်ကြည့်ရတဲ့ view ပေါ့နော်အရန်လှတယ်ပေါ်ထက်ကနေအောက်ထက်ကိုကြည့်ရတဲ့ feel များဘာနဲ့မှမတူတော်တော်ကောင်းတယ်ပထမတော့ဝိုင်းရရွေးတာဒီနေရာကိုရွေးလိုက်တာဒါပေမဲ့ဒီမှာကပထမဝင်လာတော့အတွဲရှိရနဲ့အောက်ကိုပဲပြန်ဆင်းသွားလိုက်တာပေါ့နော်ဒီအပင်ကြီးကိုတော့ကျွန်မအရန်ကြိုက်လို့ဓာတ်ပုံလေးလည်းဒီပင်ကြီးနဲ့အများကြီးရိုက်ခဲ့ပါတယ်ကျွန်မမကြည့်နဲ့သေးဘူးအောက်ကိုဆင်းပြီးတော့ထပ်ရိုက်ခဲ့တယ်ပေါ့နော်ဗီဒီယိုတွေအများကြီးရိုက်ခဲ့တယ်ဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်ဒါကတော့အပေါ်ထက်ကိုတက်တဲ့လှေကားလေးအဲ့လှေကားတစ်ခုလုံးရမှာတကယ်မှကြောက်တုံးကြောက်ဆိုင်နေနဲ့တကယ်လုံပြီးတော့စောက်ထားတယ်တကယ်ကိုလှတယ်ပေါ့နော်တနေ့တော့တရက်တော့သွားတင်နေလို့ထင်တယ်ပေါ့နော်ရန်ကုန်မြို့ကြီးထဲမှာရှိရဆိုတော့လေဒါကတော့ဒီအုတ်ခုံရဲ့ကြားလေးတွေမှာအဲ့လိုရှိညှိလေးတွေပုံစံနဲ့ပလုတ်ထားတယ်တကယ်မှတဘာဝဆန်ဆန်လေးပေါ့နော်ဝင်လိုက်တာနဲ့ဂူကြီးတဲ့ကိုတကယ်ဝင်သွားတယ်လို့ပဲအေးစိတ်တရားခံစားရတယ်ရေတကွန်အတူလေးလည်းရှိရဒီတပီကတော့ကျမရမ်းကြိုက်တော့ပေါ့နော်အဲ့ဒါနဲ့ပဲကျမဓာတ်ပုံတွေအများရိုက်ခဲ့ပါတယ်တကယ်မှဂူထဲကိုဝင်သွားရတဲ့ feeling တကယ်ခံစားရပါတယ်ဒါကတော့ဓာတ်ပုံတွေအများရိုက်လို့ရတဲ့နေရာပေါ့နော်အရန်လည်းလှတယ်နေရာလေးတစ်ခုဖြစ်တဲ့အတွက်တစ်ခါလောက်တော့သွားတင်တယ်လို့တော့ကျမက comment ပေးပါတယ်သွားပြီးရင်တော့သူတို့ဆိုင်မှာရောင်းတဲ့ကိတ်ကလေးတွေကိုလည်းစပ်ပြအောင်စားပါလို့ recommend ပေးပါတယ်ဈေးလေးကတော့အလစ်တဲလေးကြီးပေမဲ့မစိုးဘူးပေါ့နော်ဒါကျမပြန်ပါပြီဒါကတော့ဟိုအောက်ထပ်ပေါ့နော်ကျမတို့အောက်ထပ်ကိုဆင်းတယ်တချို့ဒီနေရာတွေမှာဝိုင်းမလောက်တော့ဘူးဆိုရင်ဒီဘက်မှာဝိုင်းလေးထပ်ခင်းပေးတယ်ပေါ့နော်ဒီမှာဝိုင်းခင်းပြီးသားလေးရှိတယ်ဒါကတော့ကျမအခုဒါလူရှင်းတဲ့အချိန်လေးဆိုတော့ဒါအဆင်ပြေသွားပါတယ်ကဲကျေးဇူးတင်ပါတယ်တတဒီနေရာလေးလည်းအရန်လှလို့ဓာတ်ပုံထည့်ရိုက်ခဲ့သေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်တတဘိုင်ဘိုင်